ဟဲ့ကောင်မပြေးနဲ့သူ့နောက်ကတင်မင်းတမန်ရဲ့အတန်ဆိုးကြီးအလားထွက်ပေါ်လာတဲ့အတန်ကြောင့်ဇေယျပိုင်းရဲ့ခြေလက်များကပို၍လင်းမြန်လာကြသည်သူချောင်းတတားအောင်ငားကင်နဲ့ကောင်းချင်းဖက်ထုတ်စားနေစမှာပထွေးဖြစ်သူဆိုင်းလူသည်ဓာတ်တစ်ချောင်းကိုကန်၍ရောက်လာခြင်းဖြစ်သည်ဆိုင်းလူသည်ဇေယျပိုင်းကသူ့အားပြန်လုံးရကောင်းလားလို့ဒေါသပုံထားကလိုက်ရှာနေခြင်းဖြစ်သည်ဟဲ့ကောင်မင်းကများငါ့ကိုပြန်ခံလို့ချင်သေးတယ်ဟုတ်လားလာလေကွာမင်းတောင်မှတည်ရဲမှာတော့ငါကဘာလို့မတက်ရဲရမှာလဲမင်းလိုကောင်ကိုတက်ပြီးတော့ငါဟိုဘက်မှာတစ်နှစ်လောက်သွားနေလိုက်အေးဆေးပဲဘာမှမဖြစ်ဘူးအေးဒီနေ့ကတော့မင်းသိနေစေတဲ့နေ့လိုပဲမင်းတက်မှတ်ထားတော့မိလူကတော့ငါဓာတ်နဲ့ခုတ်တက်ပြန်မှာလွတ်အောင်သာပြည်တန်းဇေယျပိုင်းတကယ်တမ်းကျတော့အတွေးဖြစ်သူဆိုင်းလူကိုငဲကြောင်းမဟုတ်လားယခုလိုသူအားတက်ရန်ဓာကြီးကိုကင်လာတာမြင်တော့စောက်တီရမရအတင်းကာရောပြေးလေတော့သည်ဆိုင်းလူကလည်းနှောက်မှကြုံဝါရင်လိုက်လာနေသည်ဇေယျပိုင်းခြေဦးတက်ရပြေးနေမိခြင်းဖြစ်သည်သူခြေဦးတက်ရအရက်ကရွာအရှိပြားကတတိတတန့်ဖြစ်နေသောတိုက်အိမ်အိုပြက်ကြီးဖြစ်ပြီးထိုအိမ်အိုကြီး၏ပစ္စည်းယိုယွင်းနေသောတကားဝစီတို့ရောက်မှန်းမသိရောက်လာခဲ့ခြင်းဖြစ်သည်ကောင်းကင်၌လှတချမ်းကတာနေ၍အိမ်အိုကြီးကိုမြင်တွေ့ရသည်လှရောင်အောက်တွင်မကောင်းဆိုးဝါးမိတ်ဆာဆိုးတစ်ကောင်သည်ညက်ရိုင်းတော့အလယ်၌ငုတ်တုတ်ထိုင်နေသည့်အလားအိမ်အိုကြီးရဲ့တရံထီထီကြီးကပေါ်လွင်နေပါ၏အိမ်အိုပြက်ကြီးကိုကြည့်၍ဇေယျပိုင်းသည်ခြံဝန်းထဲကိုမဝင်ရဲငေးမောနေစမှာမင်းဘယ်အထိပြေးမှလဲဇေယျပိုင်းကြိုက်တဲ့လောက်ပြေးမင်းငှက်လက်ကမလွတ်ဘူးခက်လန်းလန်းစီမှာဆိုင်းလူ၏အတန်ကိုကြားလိုက်ရသည်သူ့မျက်လုံးထဲမှာဆိုင်းလူရဲ့ရက်ဆက်သောမျက်နှာကြီးကိုပြေးမြင်လိုက်တော့မထူးစိတ်ဖြင့်ခြံဝန်းကြီးထဲကိုဝင်ရန်ဆုံးဖြတ်လိုက်သည်သူရွှေဆောင်နေသောခြံတကားကိုအသာအရာတွန်းဖွင့်လိုက်သည်တကူစားပွင့်သွားသည်နှင့်သူသည်အတွင်းသို့ပြေးဝင်သွားခဲ့သည်ဇေယျပိုင်းသည်ယခုအခါ၌6လန်းတက်သောအိမ်အိုကြီးကတစီတရေထဲသူ့အားလက်ငင်းတက်ဖြတ်မဲ့သူ၏လက်မှလွတ်ရန်ကိုသာဦးစားပေးပြေးနေမိတော့သည်အသက်ဘေးမှလွတ်စိတ်ငါညှရိုင်းပင်များအကြားမှတိုးဝေးဖြတ်တန်းရင်းဇေယျပိုင်းသည်အိမ်အိုကြီးအနီးသို့ချင်းကပ်ရောက်ရှိသွားသည်လှရောင်ကြောင့်တိုက်အိမ်အိုကြီးအပြင်ပတရံကိုကောင်းစွာမြင်နေရသည်သူမောကြီးမိသောအိမ်အိုဟောင်းကြီးမှာဒုတဲ့ခိုင်ခန့်စွာဆောက်လုပ်ထား၍တော်တော့သည်ပြတင်းတကားများမှာရွယ်ဆောင်ပြုတ်ကျလို့နေတွဲလွဲခုန်နေကြသည်အပေါ်ဓာတ်လှသာဆောင်ဟုခေါ်သောဝရန်တာမှာလည်းအကာအယံဟု၍မရှိတော့ချေလက်ရန်နိုင်များမှာမြေပေါ်သို့ပြုတ်ကျသည်ကကြာဆွေးမြေပေါက်ပြဲသည်ကပေါက်ပြဲကျိုးပဲလျက်ရှိသည်တကားအထက်ကမှန်လဲပေါင်များမှာလည်းငှက်များအတိုက်ဖွဲ့ရှိထားမှုကြောင့်ကောက်ရိုးမြက်များတွဲလဲကျပွားစာခတ်နေသည်အိမ်ရှိတွင်ရခင်ကလှပခဲ့မည်ထင်ရသောနှစ်ယောက်စီးတန်တန်းမှလည်းဆေးရောင်များပြေလွင်ပြီးတန်ကြီးရောင်အထက်ထက်တက်ခါညစ်သေးငိမ်သက်လျက်ရှိသည်အရာရာသည်အနတ္တသဘောကိုဆောင်လျက်အနှိမ့်ဆသို့သာဥတီလျက်ရှိနေကြသည်ဇေယျပိုင်းသည်အိတ်ထောင်တွေကမိကျစ်ကိုဆန်းလိုက်မိသည်မိကျစ်ကိုထောက်ခနဲချစ်လိုက်ပြီးအိမ်မကြီးတကားကိုအသာအရာတွန်းဖွင့်လိုက်သည်တကားပွင့်သွားသည်နှင့်အိမ်ကြီးအောက်ထပ်မှအေးဆက်တော်လေသည်သူ၏မျက်နှာထံသို့အပြေးဝင်ရောက်လာသည်လက်ထဲကမိကျစ်မှမိတောက်ငယ်ပင်ငိမ့်လူလူဖြစ်သွားသည်သူ၏မျက်နှာသည်လည်းရေခဲရေနှင့်ပက်ဖြန်းခံရတဲ့ကဲ့သို့အေးကနေဖြစ်သွားသည်စက်သိမ်းမွေးညင်းများစွာတကိုယ်လုံးလိုက်အဖီးဖီးထလျက်ကြိုးရိုးတစ်လျှောက်မှအေးစိမ့်လာသောခံစားမှုသည်ထူးဆန်းစွာဖြစ်ပေါ်လာ၏စိတ်ကိုအတန်းနိုင်ဆုံးတည်ငြိမ်စွာထားလျက်မိတော့ကိုလက်တစ်ဖက်ကမငိမ့်အောင်ကာရင်အောက်ထပ်အခန်းတစ်ခုလုံးကိုမျက်စိရှင်ရှင်ထားကာလိလာအကဲခတ်လိုက်သည်အခန်း၏တနေရာ၌အလှပန်းအိုးတင်သည့်ခုံမြင့်တစ်ခုပေါ်တွင်ကြီးဝါတောက်ခံဖျောင်းနိုင်ကြီးတတိုင်းကိုသူမြင်တွေ့လိုက်ရ၍အာရဝမ်းသာဖြစ်သွားသည်ထိုနေရာသို့သူသည်ကမန်းကရန်လျှောက်သွားလိုက်သည်အမလီဘိုင်တော့ကျမ်းမြင့်တနေရာ၌လူတယောက်ရဲ့ကိုယ်ပေါ်သို့တက်နှင်းလိုက်သည့်ပမာဇိကနေဝင်သွားသည်သူ့ရဲ့ခြေထောက်များမှတုံ့ပြန်ခံစားသိရှိရပြီးရုတ်တရက်ကြီးလှန့်ခုန်လိုက်မိသည်မီးရောင်ဖြင့်ကျမ်းမြင့်ကိုငုံကြည့်လိုက်သည်ကျမ်းမြင့်ပေါ်၌အလျားလိုက်ကြီးလဲလျောင်းနေသောစာကြောရုပ်ကြီးကိုမြင်တွေ့လိုက်ရပြီးရုတ်တရက်လှန့်သွားသေးသည်သို့သောဝိညာဉ်မဲ့စာကြောရုပ်တစ်ခုပါလားဟုသောအသည့်ဖြင့်ထိုနေရာမှရှောင်ကွင်းကဖျောင်းနိုင်ကိုမိထွန်းကြီးလိုက်သည်သူဖျောင်းနိုင်အားမိညိနေစမှာသူ၏အနောက်ဘက်မှလှုပ်ကလေးထိုင်သည်တွကြွကြွနှင့်လှုပ်ခတ်သွားသည်ခုံပေါ်တွင်ထိုင်နေသည့်လူနိုးထလာသည့်အလားပင်ထိုထိုင်ကုန်သည်ဥအိုက်ဆန်နောက်ဆုံးထိုင်သွားသောခုံပင်ဖြစ်သည်ဖျောင်းနိုင်မီကိုထွန်းညှိပြီးလှည့်လိုက်တော့ထိုကလေးထိုင်မှချက်ချင်းငြိမ်သက်သွား၏ဇေယျပိုင်းမိကျစ်ကိုအိတ်ထောင်နှင့်ပြန်ထည့်ရင်းအခန်းရဲ့ခြောက်ချမှုအထူးတတိထားကြည်နေလိုက်သည်စာကြောရုပ်ကြီး၏ရင်ဘတ်နေရာလောက်တွင်နောက်ဖျား၌လက်ကင်ပူသည်ပါသောတက်ချွန်တစ်ခုထိုးတွင်ထားသည်ကိုမြင်တွေ့ရသည်ထိုအခိုင်အင်ကြီးအပြင်ဘက်မှလက်နှိပ်တက်မီဖြင့်လမ်းထိုးသောအလင်းရောင်တန်းကိုသူမြင်လိုက်ရသည်အလင်းရောင်တန်းနှင့်အတူ
အတန်ကိုပါကြားလိုက်ရသည်ဟဲ့အောင်စရာပိုင်မင်းဘယ်မှာပုံနေလဲဆိုတာငါသိတယ်နော်မင်းအခုထွက်လာတဲ့တန်းခွေးကောင်လေးဒါဥဆိုင်မျိုးအတန်ပါလားသူငါ့ကိုတတ်ဖို့ဒီထီလိုက်လာတာလားဇေယျပိုင်ချက်ချင်းပဲဖျောင်းနိုင်ပြီကိုမှုန်ငိမ့်ပြစ်လိုက်သည်ဒီအိမ်ကြီးထဲမှာသူရှိနေတာဆိုင်းလူတီးလို့မဖြစ်ဘူးမဟုတ်လားသူ့လက်ထဲမှာငါ့ကိုခုတ်တတ်ဖို့ဓာပါလာတယ်ငါလက်ကြည့်တဲ့နဲ့သူ့ကိုခုခံမှုဆိုတာမဖြစ်နိုင်ဘူးလက်နဲ့တစ်ခုရှာမှာထိုအကြံကိုတွေးမိတဲ့နဲ့ဇေယျပိုင်သည်အခန်းထဲကိုပြူပြဲကြည့်မိသည်အခန်းရဲ့ပြတင်းပေါက်မှန်လေအချို့မှလှရောင်သည်ထိုးဖောက်ဝင်ရောက်လျက်ရှိရာနေကဲ့သို့မဟုတ်ပေမဲ့ခန်းနီးနီးကအရာဝတ္ထုများကိုတော့မြင်နိုင်၏သူဝေဝဲကြည့်မိပေမဲ့အခန်းထဲတွင်ဒုတ်ဓာလွှပေါက်ဆိုင်ကဲ့သို့သောလက်နက်ဟု၍မမြင်နောက်ဆုံးတွင်သူနှင့်အနီးဆုံးကကျမ်းမြင့်ပေါ်ရှိကောက်ရိုးကြောက်အယုတ်ကြီး၏ကိုပေါ်ကလက်ကင်ပါတက်ရိုးချွန်လိုက်တာအကြည့်ရမိလေသည်တို့ဖြင့်ဇေယျပိုင်လည်းရာသီလက်နက်ကိုသာဆောင်းယူထားရန်ဆုံးဖြတ်ချက်ချ၍ကောက်ရိုးကြောက်အယုတ်ထံမှတက်ရိုးကျွန်ကိုဆွဲနှုတ်လေတော့သည်သူ၏လက်ထဲသို့တက်ရိုးကျွန်ဆွဲကန်ယူမိလေသောအခါညီးတွားတဲ့အကျယ်ကြီးသည်အခန်း၏လေးဘက်လေးတန်မှထွက်ပေါ်လာသည်ဇေယျပိုင်ထိတ်လန့်စွာတက်ရိုးကျွန်ကိုလက်မှလွတ်ချလိုက်မိသည်တက်ရိုးကျွန်သည်ကိုယ်တည်းအလုံးအဖျားကချွန်မြနေသည်ဖြစ်ရာကျမ်းမြင့်ပေါ်ကျသည်နှင့်ခက်လန်းလန်းသို့လိမ်သွားလေသည်နိုင်ရန်ကပ်ပြီးကိုအခြေနှင့်တိုက်မိသောအခါမှရပ်တန့်သွားသည်ထိုအခိုက်အံ့ဩဖွယ်ကောင်းသည်မှာတက်မဲ့ကောက်ရိုးကြောက်အယုတ်ကြီးသည်ကျမ်းမြင့်ပေါ်လဲလျောင်းနေရာမှာတအီအီနှင့်ထူမလာသည်ကောက်ရိုးကြောက်အယုတ်ကြီးသည်သူ၏ကောက်ရိုးကြောက်ကိုအားယူ၍ရိမ့်ရွက်ကအသက်ဝင်မတ်တက်ရလာခြင်းဖြစ်သည်ဇေယျပိုင်ခမအံ့ဩလွန်း၍မင်းသက်ငေးမောနေမိသည်ကောက်ရိုးကြောက်အယုတ်ကြီး၏ပါဇက်ပေါက်သည်တရိတ်ဆန်တကောင်၏မေယုအစုံကိုအသုံးပြုထားသဖြင့်ဟပ်ပဲ့ပဲ့ပါဇက်ကြီးမှာအလွန်ကြောက်စရာကောင်းလာသည်ထို့အပြင်ခန္ဓာကိုယ်မှာလည်းအမျိုးမြည်မသိနံရိုးများနဲ့ကောက်ရိုးကြောက်များကိုရောရှက်တိဆောက်ထားခြင်းဖြစ်ရာမမကြီးမတ်တက်ရက်ထလာသောအခါမြင်တွေ့ရသူအဖို့အသေးဥကလေးစားများပြုတ်ထွက်လူမတက်ထိတ်လန့်သွားစေသည်လှုပ်ရှားလာသောကောက်ရိုးကြောက်အယုတ်ကြီးသည်ရှေးဥစွာမြင်တွေ့ရသောဇေယျပိုင်ထံတလန်းချင်းတိုးကပ်လာနေ၏၎င်း၏ပုံပန်းမကျသောကောက်ရိုးလက်ကြီးများမှလည်းကြောက်မက်ဖွယ်ရာရှိလျားဆန်တန်းလာလေသည်ဇေယျပိုင်တတိဝင်၍အနောက်သို့ဆုတ်ခွာလိုက်သည်တလန်းနှစ်လန်းသုံးလန်းမြောက်ခြေလန်း၌ဇေယျပိုင်ရပ်တန့်သွားသည်အဘဲကြောင့်ဆိုသော၎င်း၏အနောက်၌နိုင်ရန်ကပ်ပြီးတလုံးခံနေသောကြောင့်ပင်ဇေယျပိုင်၏ခြေထောက်သည်တက်ရိုးကျွန်းစီကိုဆမ်းမိသွားသည်ကြောက်လန့်ပွေရာကောက်ရိုးကြောက်တစီကြီးကိုပြန်လည်ခုခံရန်ခြေထောက်အောက်ကတက်ရိုးကျွန်းကိုအမြန်ကောက်ယူလိုက်သည်ထိုတက်ရိုးကျွန်းကိုလက်မှမြဲမြံစွာကန်၍ကောက်ရိုးကြောက်တစီကြီးကိုတိုက်ခတ်ရန်လေပေါ်မြောက်ကန်လိုက်သည်ကောက်ရိုးကြောက်တစီကြီးထံမှအော်ဟစ်တန်ထွက်ပေါ်လာသည်ဇေယျပိုင်အံ့ဩသွားပြန်သည်သူ့လက်ကတက်ရိုးကျွန်းကိုကောက်ရိုးကြောက်တစီကြီးမြင်သောအခါအလွန်အမင်းကြောက်ရွံ့သွားဟန်မျက်နာကိုလက်ဖြင့်ကာရင်ကိုနောက်သို့ယူသွားခြင်းဖြစ်သည်ဇေယျပိုင်နားလေလိုက်ပြီးကောက်ရိုးကြောက်တစီကြီးသည်ဤတက်ရိုးကျွန်းအားကြောက်လန့်ခြင်းဖြစ်သည်တေချာအောင်ဇေယျပိုင်ကတက်ရိုးကျွန်းဖြင့်တစီကြီးအားထိုင်ရန်အချက်ပြလိုက်သည်ကောက်ရိုးကြောက်ကြီးသည်တခင်၏အမိန့်ကိုနာခံသည့်ခွေးလိမ်မာတကောင်အလားကျမ်းမြင့်ပေါ်သို့ဒူးထောက်ထိုင်ချလိုက်ပြီးငြိမ်သက်နေလေ၏ကောက်ရိုးကြောက်တစီကြီးသည်၎င်း၏ဝိညာဉ်အားနှုတ်ယူသွားသောဤတက်ရိုးကျွန်းအပေါ်အထူးကြောက်ရွံ့တုန်လှုပ်နေ၏ထိုတက်ရိုးကျွန်းဖြင့်ရခင်အိမ်ကြီးရှင်ဦးအိုက်ဆန်က၎င်းရဲ့ဝိညာဉ်အားမလှုပ်ရှားနိုင်အောင်ချုံနှောင်တပ်ဖြတ်ထားခဲ့သည်မှာဆယ်စုနှစ်တစ်ခုပင်ကြော်ခဲ့ပြီမဟုတ်လားထို့ကြောင့်သူ့ရင်ဝါကိုဆယ်စုနှစ်တစ်ခုစာစုနှစ်ဝင်ခဲ့သောထိုတက်ရိုးကျွန်းအပေါ်ကျင်းစာတစ်ခုအလားလွန်စွာမှကြောက်လန့်နေခြင်းဖြစ်ပါသည်တကယ်တော့သူ့အားစတင်ဖန်တီးခဲ့သူမှာလည်းဦးအိုက်ဆန်ပင်ဖြစ်သည်ဇနီးတဲ့မရှိသည့်နောက်ပိုင်းဦးအိုက်ဆန်သည်အဖို့မဲ့အထီးကျန်နေ၍ကောက်ရိုးကြောက်အယုတ်တစ်ခုကိုဖန်တီးခဲ့သည်သို့သောဦးအိုက်ဆန်သည်ရိုးရိုးတာမန်စာကြောက်ရုပ်တစ်ခုကိုပြုလုပ်ခဲ့ခြင်းမဟုတ်တေလွန်ပြီးမြေမြုပ်ထားသောတရိတ်ဆန်တို့၏အယိုးများကိုညအချိန်တူးဖို့အသုံးပြုခဲ့ုံသာမကအယုတ်ကြီးပြည်စည်းသွားသည့်အခါအသက်ပါသွင်းခဲ့သည်သူ၏ခြံအတွင်းကိုတစိမ့်ဝေရောက်မလာနိုင်စေရန်အတွက်၆လန့်စေရန်ရည်ရွယ်ခဲ့သည်ကောက်ရိုးကြောက်အယုတ်ကြီးသည်သူထင်ထားတာထက်ပို၍တာဝန်ကြီးခဲ့သည်တနေ့၌ခြံအနီးလာရောက်ပန်းခုသော12နှစ်အရွယ်ကလေးမလေးကိုစာကြောက်ရုပ်ကြီးသည်၆လန့်ယုံသာမကဖမ်းယူတပ်ဖြတ်ခဲ့သည်ဦးအိုက်ဆန်အလွန်တရာထိတ်လန့်သွားသည်ကောက်ရိုးကြောက်ကြီးသည်ကလေးမလေး၏လေချောင်းသွေးကိုအငမ်းမရစုပ်မြူစားသုံးနေတာကိုသူကိုယ်တိုင်မြင်တွေ့သွားလေသည်ထိုအခိုက်တန့်၌ဦးအိုက်ဆန်သဘောပေါက်နားလည်သွားပါသည်သူဖန်တီးထားသောမိစ္ဆာကောင်ကြီးသည်လှူသွေးကိုစားသုံးဖူးသွားလေပြီနောက်ရက်များတွင်လှူသွေးကိုစားသုံးရန်အတွက်ထပ်မံတပ်ဖြတ်ရပေတော့မည်စီးပေါက်သွားပြီဟုဆိုရလိမ့်မည်ထိုအဖြစ်ကိုတော့သူလက်မခံနိုင်
ထို့ကြောင့်သူဖန်တီးထားသောမိစ္ဆာကိုသူပဲတုတ်တင်ရန်ဆုံးဖြတ်လိုက်သည်နောက်တစ်နေ့နန်းနယ်စောစောတွင်ဦးအိုက်ဆန်သည်စာကြောရုပ်ကြီး၏ရင်ဝအားအထူးစီမံထားသောတပ်ရိုးကျွန်ဖြင့်ထုတ်ဆိုင်၍အသက်စီဝင်ချုပ်ပစ်လိုက်တော်သည်ဦးအိုက်ဆန်သည်တေဆုံးသွားသော12နှစ်အရွယ်ကလေးမလေးအတွေ့အလွန်စိတ်မကောင်းဖြစ်မိသည်ကောင်မလေး၏အလောင်းကိုလူမသိသူမသိသူ၏ခြံထဲတွင်ကိုယ်တိုင်ကောင်းမွန်စွာမြုပ်နှံပေးလိုက်သည်ဦးအိုက်ဆန်သည်နေ့ညထိုအကြောင်းကိုပဲစဉ်းစားတွေးတောရင်းခံစားနာကျင်စိတ်အမြဲလိုဖြစ်ပေါ်နေမိသည်နောင်နာကြီးစွာရနေသည်ထို့ကြောင့်ထိုစိတ်ဖြင့်ပင်3ရက်မြောက်နေ့၌မိမိကိုယ်ကိုနှလုံးပြူတနက်ဖြင့်ပြစ်ခတ်၍အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်ဇေယျပိုင်းတပ်ရိုးကျွန်ကိုကြည့်လိုက်ကောက်ရိုးကြောက်တစီကြီးကိုကြည့်လိုက်သဘောကျနေသည်သူ့လက်ထဲတွင်ဤတပ်ရိုးကျွန်ရှိနေသည်များကောက်ရိုးကြောက်တစီကြီးသည်သူ၏အမိန့်ကိုနာခံနေမိမှာမလွဲပေထို့ကြောင့်သူစိတ်ကူးအတစ်တစ်ခုရသွားသည်အဲ့ဒါကတော့သူနှင့်သူ့အမေအားအယက်မူးလာတိုင်းညှဉ်းပန်းနှိပ်စက်နေသောဆိုင်းလူအားကောက်ရိုးကြောက်တစီကြီးနှင့်အပီးတိုင်ဆုံးမရန်ဆုံးဖြတ်လိုက်ခြင်းပင်ထို့ကြောင့်ထိုအိမ်အိုကြီးတဲ့ကိုဝင်လာသောဆိုင်းလူအားဖမ်းဆီးရန်ကောက်ရိုးကြောက်တစီကြီးအားအမိန့်ပေးလိုက်သည်တစီကြီးသည်တခင်သေး၏အမိန့်ကိုထမ်းဆောင်ရန်ဤပဲနှင့်ထွက်လာလေသည်မကြမီဆိုင်းလူ၏ထိတ်လန့်ကြောက်ရွံ့သောအတန်ကြီးထွက်ပေါ်လာသည်ဇေယျပိုင်းဟက်ခနဲ့ရေမောလိုက်သည်သူ့အားအမြဲတစေနှိပ်စက်ချောက်လန့်နေသောဆိုင်းလူသည်ယခုအခါ၌သူ့လက်ခုပ်ထဲကရေဖြစ်နေလေပြီတွန်လိုတွန်မောက်လိုမောက်သူ့သဘောကိုသာဆောင်းနေတော့သည်နောက်တစ်နေ့နံနက်တွင်လေယာကွင်သို့အလုတ်ဆင်းသွားသည့်ရွာသားအချို့သည်တိုက်အိမ်အိုကြီးအရှိ၌အရောက်တွင်အံ့ဩထိတ်လန့်စွာဆူယုံနေကြသည်အဘဲကြောင့်ဆိုသောလူမိုက်ဆိုင်းလူသည်အိမ်အိုကြီး၏ကျိုးပဲ့နေသောဝရံတာတွင်ကောက်ရိုးမြင့်များကကျိုးတစ်ချောင်းတစ်ဖွဲလေပင်၌ရစ်ပတ်လျက်ကျိုးဆွဲချတည်ဆုံးနေသည်ကိုမြင်တွေ့ကြရသောကြောင့်ဖြစ်လေသည်ရွာသားများသည်တာဝန်ရှိသူအားအကြောင်းကြား၍အိမ်အိုကြီးထဲဝင်ရောက်ခါတွဲလောင်းကျနေသောအလောင်းအားဖြုတ်ယူကြသည်အလောင်းအားရွာပြင်မှာပြင်ဆင်ကြရင်းအသက်40ဝန်းကျင်ခန့်ရွာသားကြီးများကငါတို့လွန်ခဲ့တဲ့10နှစ်ကအိမ်အောက်ထပ်ကိုတွင်းထားတဲ့စာကြောရုပ်ကြီးကဘလို့လုပ်ပြီးတော့အပေါ်ဓာတ်ဝရံတာမှာရောက်နေတာလည်းမသိဘူးပြီးတော့စာကြောရုပ်ကြီးရဲ့ရင်ဘတ်မှာလည်းတက်ချွန်ကြီးကမရှိတော့ဘူးထိုစကားကိုကြားရသောဇေယျပိုင်းသည်ခါကြားမှာအင်ကြီးဖြင့်ဖုံးကွယ်ထားသည့်တိုက်ရိုးကျွန်အားအုပ်ကန်ရင်းပြုံးနေလေတော့သည်ဟုတ်ကဲ့ပါခင်ဗျာဒါကတော့ပီပီမန္တလေးရဲ့ကောက်ရိုးကြောက်တစီဆိုတဲ့ဇလန်းတိုလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နားဆင်အားပေးခဲ့ကြတဲ့စာချစ်သူပရိသတ်အပေါင်းကျမ်းမာချမ်းသာကြပါစေခင်ဗျာ